မင်္ဂလာပါရှင်ဘော expert ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီကနေ့မှာ Super Sunday အတွက်စိန်ရွေးချက်ပေးသွားမယ် VIP ရွေးချယ်မှုပွဲစဉ်လေးကတော့ Sunderland နဲ့ Spurs တို့ကစားသွားမယ် Premier League ပွဲစဉ်လေးပဲဖြစ်ပါရရှင်ယခုပွဲစဉ်မှာ Spurs အသင်းဘက်ကနေ body စေ level 10ပြားရှုံးအကျော်ပေးထားပြီးတော့ဂိုးပေါင်းစေဖွင့်လှစ်မှုကတော့နှလုံး85ပြားရှုံးဖြစ်ပါတယ်ဒီရာသီမှာ Sunderland အသင်းရဲ့အခြေစွမ်းကအဆင့်တစ်ခုမှာရှိနေပြီးတော့အင်ကွင်းရလက်လက်ကောင်းတဲ့အသင်းထဲမှာပါဝင်ပါတယ် Sunderland အသင်းကလက်ရှိချိန်မှာအဆင့်17မှာရပ်တည်နေပြီးအပေါ်မရောက်အောင်မရောက်အသင်းမျိုးဖြစ်နေလို့ဒီတစ်ချက်ကိုတော့သတိပြုရပါမယ်ရှင်။ Spurs အသင်းကလက်ရှိချိန်မှာအဆင့်18ဖြစ်ပြီးတော့တန်းဆင်းဆုံးအနေနဲ့ရင်ဆိုင်နေရပြီးတော့ရုန်းကန်ရတော့မှာပါ။ယခုပွဲစဉ်မှာစပါနီပြတဲ့ဒီဇာဘီကစတင်ကွက်တင်မှာဖြစ်ပြီးတော့ပုံစံကောင်းနဲ့ပြန်လာလိမ့်မယ်လို့စိန်ကတော့မျှော်လင့်မိပါတယ်။ယခုပွဲစဉ်မှာစပါတင်ကမဖြစ်မနေကန်ရတော့မဲ့အချိန်ရောက်ပြီလို့ထင်တာရဲ့။နီးပြတဲ့နဲ့ဆိုလို့ရှိရင်တော့ရလက်ကောင်းတွေရလိရှိတဲ့အချက်တွေကြောင့်စပါတင်ကိုပဲစိန်ကတော့ရွေးချယ်ချင်ပါတယ်ရှင်။ယခုပွဲစဉ်ဟာဆိုရင်စိန်ရွေးချယ်ပေးခဲ့တဲ့ VIP ရွေးချယ်မှုဖြစ်ပြီးတော့ Premier ရွေးချယ်မှုကိုထပ်မံကြည့်ရှုခြင်းနဲ့ဆိုလို့ရှိရင်တော့ comment မှာချပေးထားတဲ့ Ball Expert Telegram Channel လေးမှာအခမဲ့လာရောက်ကြည့်ရှုနိုင်ပါတယ်။ဘောလုံးကစားဖို့အတွက်ဆိုလို့ရှိရင် Ball Expert